ယရနာသုံးပါးတို့အားထားဖရာတရားမြတ်တန်ကဥထိပ်ပန်စင်ကယုသေးစွာမျက်နိုးလို့တို့တွေစီကတ်ဆို့စီကတ်ကြတဲ့တို့တွေကောင်းကျိုးများလာပေအန္တရာယ်တွေကင်းစေသည့်တရဏဂုံရွတ်ဆိုကြည်ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဖရာတရားမြတ်တန်ကဥထိပ်ပန်စင်ကယုသေးစွာမျက်နိုးလို့တို့တွေစီကတ်ဆို့စီကတ်ကြတဲ့တို့တွေကောင်းကျိုးများလာပေအန္တရာယ်တွေကင်းစေသည့်တရဏဂုံရွတ်ဆိုကြည်ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိ